ဒီနေ့ပြောသွားမှာတော့မကျွန်တော်ပြောရခင်ဗျားတို့ကျွန်တော်ပြောပြခင်ဗျားတို့ကျွန်တော်ခြုံပိုင်ဝိုင်းတီးနေဗျာအားပေးချင်တော့လာကြောက်ဘူးတီးနေတော့လာကြောက်ဒါပေမဲ့နိုင်မှနိုင်လုံးဝမတီးတို့ပြောလိုက်ဘာလဲတီးချင်းနေဆိုရင်ကျွန်တော် IT ကိုကျွန်တော်ဒီဗီဒီယိုဒီရဲ့ပြောရမယ်ဆိုဗီဒီယိုပို့ပါရဲပုံပါရိပ်ပေးခဲ့ဖိုင်ဝမ်ချာကျွန်တော်ချောင်းပိုင်အမြင်တော့ online မျိုးမထုံးမနေရကွာ TikTok ကလူနေကျွန်တော်ပါဝမ်ချတာဟိုပြ TikTok ကဒီအကောင့်ပဲကျွန်တော်ပြရမယ်ဗျာ online တရှင်းနဲ့ပါ online အရှိမ question မလေးခံရသေးဘူးဗျာအဲ့ဒီတော့ကျွန်တော်လည်းပါဝမ်ကျုံလိုက်ရခင်ဗျာညကျွန်တော် photo နဲ့နိုင်ရရှိပါရခင်ဗျာမေမေလေးဆိုချောင်းရဲ့ကျွန်တော်မနေ့ကပိုးတော့သူချောကိုကိုက်တော့ကျွန်တော်ကလစ်ဆိုကျွန်တော်ခြုံရင်းကိုက်တော့ကျွန်တော်ခြုံပေးရည်ဆိုတော့နော်အဲ့တော့ခြုံပိုင်ဝမ်းပိုးတော့တီးပါတယ်အောက်တိုင်းတစ်ရှင်ဆိုတဲ့သူကကျွန်တော်ကိုပိုင်ဝမ်းပိုးမှာမနိုင်ပါဘူးခင်ဗျာအဲ့ကြောင့်မလို့ဒီကောင်တက်တော့ပေါ်တင်ထားရှိပါဗျာရှုံးသွားပါစောချင် ID မှန်းခဲ့ကောင်ရဲ့ကောင်ကခုမှကလမ်းမှာတာပဲတော့ဒီအကောင်လေးကျကျွန်တော်အခုလက်ရှိရမတ်တင်မှာမတ်တင်ရေးစီလာမတ်တင်ကြည့်စကိုလုံးပေါ့ကိုကကြည့်စခုနှလုံးမှာနှလုံးပဲကွာကျွန်တော်ခြုံပွဲပေါင်း130တုံးဝဲကင်ထားပါရောဗျာကျွန်တော်တီးချင်လာတီးကြတာလို့ blue point နဲ့ရော on နဲ့ blue point နဲ့ flash ချုံနဲ့အကုန်လုံးစိန်ခေါ်လိုက်တယ်ဖိုင်ဝမ်းမယ်ခင်ဗျာကျွန်တော်ဖိုင်ဝမ်းမယ်ကျွန်တော် ID လေးပြပြခဲ့ပါမယ်နော်ဘိုင်ဘိုင်ကျွန်တော် subscribe လေးခေါင်း subscribe နဲ့ခေါင်းလေးပြီးပြကြပါဦးလို့ကျွန်တော်မှာလိုက်လေးများကြီးလို့ပါဘူးလေးပဲဆိုနော်ကိုလိုမလို့ okay တတဘိုင်